ချိန်ခါအားလျော်စွာမိမိရဲ့ပျက်စီးဆုံးရှုံးမှုကိုလည်းလေ့လာသုံးသပ်ကြည့်သင့်တယ်ငါဟာပျက်စီးနေသလားငါအစိတ်အခြေအနေတွေဘယ်လိုရှိငါ့ကိုဘာတွေကနှောမိုးနေသလဲနေ့စဉ်နဲ့အမျှငါစိတ်အခြေအနေတွေဟာဘယ်လိုရှိသလဲမကောင်းတဲ့စိတ်တွေဘယ်လောက်များစွာဖြစ်နေသလဲအတ္တဝိပတ္တိကိုယ့်ရဲ့ပျက်စီးနေပုံမှတ်တမဲ့မနေရဘူးကိုယ့်ကိုကောင်းနေတယ်လို့မထင်နဲ့ကိုယ့်ကိုပျက်စီးနေတာလားဆိုတာကိုစဉ်းကျင်သုံးသပ်ကြည့်ဥပမာမဲ့နေ့စဉ်ဘဝမှာနေတဲ့အချိန်မှာဘုရားရှိခိုးရမှာလည်းပြင်းတယ်ဘုရားလည်းတနေ့မှမရှိခိုးမိဘူးဘုရားသီလဆိုဝေး၅ပါးသီလလည်းချိုးဖောက်တယ်ဆိုရင်ဒါကိုယ့်ကိုပျက်စီးနေပြီလို့မှတ်သားဖို့လိုတယ်တနေ့သာကုန်သွားရောကုသိုလ်ကောင်းမှုတွေမှာစိတ်ကိုလုံးဝမရောက်ဖက်နဲ့ကာမဂုဏ်အာယုန်စိတ်တွေစာဝန်နေရေးနေ့စဉ်ဘဝရုန်းကန်နေရတဲ့အထက်မှာပဲအချိန်ဖြုံးပြီးတော့နေတယ်ဆိုလို့ရှိရင်ငါမှကောင်းတဲ့စိတ်တွေပျက်စီးနေပါလားဆိုတာစဉ်းကျင်သုံးသပ်တွေးတောအောင်မြတ်စွာဘုရားတတိပေးတာကိုရဲ့ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲစဉ်းကျင်သုံးသပ်ပေးရမယ်နောက်တစ်ခုကျတော့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ဆိုတာဆက်ဆက်ပြီးတော့တွေ့တခြားပုဂ္ဂိုလ်တွေကိုလည်းကြည့်လိုက်တခြားပုဂ္ဂိုလ်တွေရဲ့ကိုယ်နဲ့အနီးမှာပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားပျက်စီးဆုံးရှုံးနေမှုကိုလည်းစဉ်းကျင်သုံးသပ်ကြည့်ရဘယ်ပုဂ္ဂိုလ်အဖြစ်ကိုကျင့်သီလတွေပြည့်ပြားတယ်မကောင်းမှုဒုစရိုက်တွေလုပ်တယ်ဝိရစေဝါတွေသုံးတယ်ရက်သေးစားတောက်စားတယ်ခိုးဆိုးလူရဲ့တက်ခိုင်နေတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ဘယ်လိုဖြစ်သွားသလဲဆိုတာတွေကိုသူတစ်ပါးရဲ့ပျက်စီးဆုံးရှုံးမှုဆိုတာကိုလည်းစဉ်းကျင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်မိမိရဲ့ပျက်စီးမှုကိုစဉ်းကျင်သုံးသပ်တယ်လို့တစ်ဖက်သားတွေရဲ့ပျက်စီးမှုတွေကိုလည်းစဉ်းကျင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဓမ္မသာလည်းအခြေအနေမှန်ကိုသိမှာဒါဟာနေ့စဉ်ကိုယ့်အတွက်လှုပ်တင်လှုပ်ထိုက်တဲ့တခုပျက်စီးမှုစဉ်းကျင်သုံးသပ်မှုကိုပြုတယ်လို့ကြီးပွားတိုးတက်မှုအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းစဉ်းကျင်သုံးသပ်ကြည့်ရအတ္တတမ္ပတ္တိငါကတော့မနေ့အိယာထတာနဲ့ဘုရားဝတ်ပြုတယ်နော်ပရိစိတ်တယ်ဘုရားကုံတော်တွေပွားများအားထုတ်တယ်ပရိမေတ္တာရွတ်တယ်ဘုရားဝေပန်းရည်ချမ်းနေတဲ့စီမိပန်းတို့ဖြင့်လူတော်ပူဇော်လှူဒန်းတယ်ငါးပါးသီလခံယူစောင့်တည်တယ်တနေ့တာလုံးကုံဆုံးတဲ့အချိန်ငါစိတ်ထဲမှာကုသိုလ်တွေနဲ့ပဲအချိန်ကုန်သွားတယ်ကိုယ့်ရဲ့ပြည့်စုံမှုစဉ်းကျင်သုံးသပ်ကြည့်အဲ့ဒါလိုပဲကိုယ့်ပတ်ဝန်းကျင်မှာရှိကြတဲ့ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်အပြင်ဘုရားတရားမြဲတယ်ဘယ်လိုကိုကျင့်တရားတွေကောင်းတယ်အနေ